အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ပြပြပေးမှာကတော့ကျွန်တော်တို့မာလာဘုတ်ကိုကျွန်တော်တို့အပြင်မှာစမ်းပြီးတော့ဘယ်လိုစမ်းသုံးရမလဲဆိုတာပြီးတော့ကျွန်တော်တို့မိမိ desktop ကအပ်မိတဲ့ခါမျိုးမှာကျွန်တော်တို့မာလာဘုတ်တွေကိုအပြင်ထုတ်ဆမ်းမှWindows တက်တဲ့အချိန်မျိုးလည်းရှိတယ်အဲ့အတွက်ကြောင့်ကျွန်တော်ကတော့ကျွန်တော်မာလာဘုတ်ကနေနေတဲ့အတွက်ကြောင့်ကျွန်တော်က4 pin လေးပဲရှိတဲ့အတွက်ကြောင့်ကျွန်တော်4 pin ပဲထိုးမယ်ကျွန်တော်မာလာဘုတ်ဒီမှာဆိုရင်တော့8 pin ပါပါတယ်အဲ့မှာကျွန်တော်4 pin ထိုးလိုက်မယ်အဲ့မှာကျွန်တော်တို့ power button လေးကိုနှိုးရမယ့် power button လေးကိုတစ်ချက်ပြပေးမယ်။အဲ့မှာကျွန်တော် video ချိုင်းမယ်။ video ချိုင်းပြီဆိုရင်ကျွန်တော်တို့ USB လေးကိုကျွန်တော် keyboard ကို join ရမှာဖြစ်ပါတယ်။ဘာကြောင့် keyboard ကို join ရလဲဆိုရင်ကျွန်တော်တို့Windows တက်မတက်ကကျွန်တော်တို့ number lock ကိုတစ်ချက်ကြည့်ချင်းအပြင်လည်းသိနိုင်တယ်။ကျွန်တော်တို့ speaker လေးမပါတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ keyboard ကြိုးလေးကို join ထားတာဖြစ်ပါတယ်။ဒီလိုကျွန်တော်တို့ number lock မှာဒီတိုင်းကျွန်တော်တို့က CPU ဖန်လဲပြီးတော့ number lock မှာမီးမလင်းဘူးဆိုရင်Windows မတက်ဘူးလို့အကြမ်းများအဖြစ်ယူဆလို့ရပါတယ်။အခုကျွန်တော်ထောက်နှုံးမယ်။ထောက်နှုံးမဲ့ power button လေးကိုတစ်ချက်ပြပေးမယ်။သူကဒါတော့ကျွန်တော်တို့အမှ HDD LED တို့ပါတဲ့အပြင်ကျွန်တော်တို့အမှငုတ်ကလေးတစ်ခုမပါတဲ့ဘေးက power button လေးနှစ်ချောင်းကိုကျွန်တော်တို့နှိုးလိုက်မယ်ဆိုရင်ဖန်လဲလာဖြစ်ပါအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ပုတ်တက်လာဖြစ်ပါတယ်ပုတ်တက်လာဖြစ်တယ်ကျွန်တော်အမှ number လောကလည်းမီးလင်းပြီဖြစ်ပါတယ်ကျွန်တော်ရှင်းမှပြောခဲ့သလိုပဲကျွန်တော်တို့ number လောကိုကြည့်ချင်းအဖြစ်လဲပုတ်တက်မတက်ကိုလည်းတစ်ချက်ကြည့်နိုင်ပါ